ဆော့ဆာပေါ်မပြတ်သားနိုင်သေးပဲခန်းစားချက်တွေရှိနေလွမ်းမအောင်မခေါ်နိုင်မပြောနိုင်ဖြစ်သွားတဲ့နန်းစုရဲ့ဒီဆိုမင်္ဂလာပါပရိသတ်ကြီးရဲ့အရင်တစ်ချိန်ကပရိသတ်ချစ်တော်လေးဖြစ်ခဲ့တဲ့ဟေးဟော့ဆိုတော့လွမ်းပိုက်ကတော့အခုချိန်မှာပရိသတ်တွေရဲ့ချင်းမပြုလို့နေခဲ့ပါပြီအချစ်ရေးအရှုပ်ချင်းတွေကြောင့်လွမ်းမတ်တရားလူမုံများနေရပဲဖြစ်ပါတယ်ဘလောက်တော့လူမုံများနေလဲဆိုရင်ပရိသတ်တွေရဲ့မြတ်တာပုံမှုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတော့ကားအက်စစ်ဒန့်ဖြစ်သွားတယ်လို့သတင်းတွေထွက်လာတဲ့အထိပါပဲလွမ်းပိုင်ကဘော်ဘီဆဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းနန်းစုနဲ့တွဲနေရကိုဝေဖန်ရဲ့ပရိသတ်တွေအများပြားရှိသလိုလက်ခံတဲ့ပရိသတ်တွေလည်းရှိပါတယ်။ဒါပေမဲ့မကြသေးခင်ကလွမ်းမိုင်နဲ့နတ်ဖော်အေထားတို့ရဲ့ကားပေါ်မှာအနမ်းပေးနေကြတဲ့ကိစ္စပေါက်ကြားပြီးချိန်မှာတော့လွမ်းမိုင်ကိုနန်းစုနဲ့တော့မတန်ဘူးလို့ဆိုကပို့ပြီးတော့လူမုံများခဲ့ရလဲဖြစ်ပါတယ်။အရင်ကဘယ်သူတွေဘယ်လိုပဲဝေဖန်ကဲ့ရဲ့နေပါစေနန်းစုကလွမ်းပိုင်နာမှာအမြဲတမ်းရှိနေပေးခဲ့တာပါ။ဒါပေမဲ့နော်ဖော်အေထားနဲ့ချစ်ကြည်နူးရဲ့ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်မှာတော့နန်းစုတယောက်လည်းလွမ်းမိုင်နာမှာရှိမနေနိုင်တော့ပါဘူးအရင်ကရွှေဆိုင်ဖွင့်ပွဲတွေကြောင်ညာတွေရှိုးဝဲတွေမှာဆိုရင်အမြဲတမ်းအတူတူတွေ့ရပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ V47 ဆိုင်ခွဲတဲ့ဖွင့်လှစ်ပွဲမှာတော့လွမ်းမိုင်ရောနန်းစုကိုပါဖိတ်ကြားခဲ့ပေမဲ့နှစ်ယောက်သားအတူတူပွဲတက်လာခြင်းတော့မရှိခဲ့ပါဘူးဒါအပြင်ပွဲထဲမှာလည်းအတူတူဘေးချက်ကပ်မထိုင်သလိုတယောက်နဲ့တယောက်လေအခေါ်ပြောမလို့ကတခါမှမသိခဲ့ဘူးတဲ့ဒီဇိုင်းတွေလိုနေကြတာကိုပရိသတ်တွေကသတိထားမိသွားကြတာဖြစ်ပါတယ်။ဒါကြောင့်နော်ဖော်အေးထားကိစ္စနဲ့ပတ်သက်ပြီးနန်းစုကလွမ်းပိုင်ကိုစိတ်နာသွားတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာပါ။တချို့ကလည်းနော်ဖော်ရဲ့ဗီဒီယိုဖိုင်ကိုလွမ်းပိုင်ကိုယ်တိုင်ဖြန့်ခဲ့တာဖြစ်ပြီးဘော်ဘီဆဆာနဲ့ပို့တွေမှာလည်းကွန်မန့်တွေရေးလာတဲ့ပုံတွေအရလွမ်းပိုင်ကဘော်ဘီဆဆာပေါ်ခန်းစားချက်တွေရှိနေသေးတာဖြစ်လို့မှတ်ချက်ပေးလာကြတာပါ။နန်းစုအနေနဲ့လွမ်းပိုင်ကိုစိတ်နာမယ်ဆိုရင်လည်းနာကျင်စရာပဲဖြစ်ပါတယ်။ဘော်ဘီဆဆာနဲ့လမ်းခွဲပြီးနောက်ပိုင်းပရိသတ်တော်များကနန်းစုဝိုင်းပြီးအပြစ်တင်ခဲ့ကြတာပါ။ဒါကြောင့်သူမအနေနဲ့ပြန်လဲတုံ့ပြန်တာမျိုးမရှိပဲတစ်ချိန်လုံးဝေဖန်ပြောဆိုခံပြီးလွမ်းပိုင်နာမှာရှိနေပေးခဲ့တာပါ။ဒါကြောင့်အပြစ်မှန်တွေပေါ်လာချိန်မှာတော့နန်းစုအလုံးကတနာခုနာတက်နေကြဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးကံမကောင်းလို့လည်းမှတ်ချက်တွေပြလာကြတာပါ။နန်းစုကသူမတွဲသမျှရီးစားတိုင်းကိုအပြေးအဝဂယူးဆိုင်မှုပေးတတ်သူပါ။ G5 နဲ့တွဲတော့ကလည်း G5 ရဲ့ရှိုးတွေတိုင်းကိုတကောက်ကလိုက်သွားပြီးခဲ့တယ်လို့လွမ်းပိုင်နဲ့တွဲတော့လေလွမ်းပိုင်ရဲ့အနာမှာအရေးတစ်ခုလို့အမြဲတမ်းရှိနေပေးခဲ့တာပါ။သူကအခုလို့ဂယူးဆိုင်ပြီးချစ်ပေးခဲ့သမျှပြန်ရလိုက်တဲ့အရာတွေကတော့စိတ်မကောင်းစရာတွေသာဖြစ်နေခဲ့တာပါ။လွမ်းပိုင်နဲ့နဖော်အထားရဲ့အရှုပ်ထုတ်တွေပေါ်သွားခဲ့တဲ့နေ့ကလည်းနန်းစုကကန်းချေတစ်ခုကိုအလေးအောင်နဲ့အတူတူရောက်ရှိနေတာဖြစ်ပြီးသူမရဲ့အသေးကွန်းတစ်ချင်းတစ်ပုတ်ဖြစ်တဲ့ကမ်းမဲ့လီတစ်ချင်းနဲ့ဗီဒီယိုရိုက်ပြီးတင်လာခဲ့တာဖြစ်ပါတယ်။ကပ်ရှင်ကိုလည်းတချင်းစာသားဖြစ်တဲ့ပင်လယ်ကြီးရဲ့ကျမအရှင်လောက်မာယာတွေမများဘူးဆိုတဲ့စာသားနဲ့ရေးတင်လာခဲ့ရတယ်ဖြစ်ပါတယ်။သူမအနေနဲ့ဝေဖန်တိုက်ခိုက်တာတွေခံရပြီးလွမ်းပိုင်နာမှာရှိနေပေးခဲ့ပေမဲ့လွမ်းပိုင်ကတော့နော်ဖုံမရလို့နန်းစုပြောင်းချလိုက်ပြီးအခုချိန်မှာတော့ဘော်ဘီဆဆာပေါ်ခန်းစားချက်တွေရှိနေတဲ့အရေးရောင်တွေကြောင့်လွမ်းမိုင်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်သွားတာဆိုပြီးတော့မှတ်ချက်ပေးလာကြပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့လည်းနန်းစုတရားလွမ်းမိုင်ကိုတကယ်ကိုစိတ်နာသွားပြီလားဆိုတာအမြင်လေးကိုပြောခဲ့ပေးကြပါအောင်နော်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။